ဖာစီထနိုးဤနိုးတာနောက်မှဆုံးချက်ရအောင်မ ပြီးပါလေမေရဲ့ပြင်ဆင်ပြီးရင်ချက်ပေးပါမယ် ကျက်သူနေရာမရှိတော့ဘူးသွားဝယ်ရအောင်မမလေးမိန်းကလေးကထားတဲ့ပုံကတော့အခုချက်ချင်းကျက်သူနေသွားဝယ်ရုံသွား ဟိုမေရဲ့မျက်နှာတက်ပြီးပြင်ဆင်ပြီးသွားဝယ်ပေးမယ်စက်သွန်နီကို ဘာမှပြေးမနေနဲ့နီးရုပ်ကအတိုင်းပဲသွားအခုချက်ချင်းသွားဝယ်သွား အခုမေဖျားကတော့မှမလားသွားကြောကြီးသွားတမီးထမင်းအိုးတည်ပေးထားမယ် အေးအဲ့ဆိုရင်ငါပြန်မနိုးချင်တော့ဘူးလားငါဖះသွားကြောလိုက်တော့မယ် စိတ်ချကိုရီမာရီ ဩကာကာယကံဝစီကံမနောကံ ထွေးစုံကိုခိုင်းနေ ဟိုကောင်မငါ့ကိုမရွမ်းနဲ့ ဖာ ခေါမလို့လား ဘယ်လောက်လဲ စင်ပြေသလိုပဲပေးပါအော်ဘာပြောနေရလဲ ကျွန်တော်လေးဖာကိုပြောစရာရှိလို့စောင့်နေ ဘာပြောမလို့လဲကိုကိုလေးရဲ့ ကျွန်တော်ဖာကိုပြောနေမပြောနေကျွန်တော်စဉ်းစားနေရဗျ အော်ဒါနဲ့လေရှင့်ကိုတွေ့လို့မရအောင်မယ်ရှင့်နာမည်ကဂေါ်လီဆိုတော့လေဟိုလိုရောင်စုံဂေါ်လီလေးတွေကိုပြောတာလားဟိုဖန်လုံးဂေါ်လီလေးတွေကိုပြောတာလား မသိဘူးဗျကျွန်တော်အမိပေးထားတဲ့နာမည်ပဲအဲ့နာမည် အော်ကဲထားလိုက်ပါတော့ဒါနဲ့ကိုကိုလီဖာကိုဘာပြောမလို့လဲ နှကန်းလေးကရှင်စရာကြီးနော်မစတာပါချစ်စရာလေးလို့ပြောတာ အော်အဲ့လိုလုပ်ပါ ဟုတ်ကျွန်တော်ဖာကိုအရင်ချစ်တယ် ရှင့်လက်မပါနဲ့လေအစ်စ်ကြီးကြုံမလားနဲ့ ဖာမကြမ်းကျွန်တော်မလုပ်တော့ပါဘူးဖာကျွန်တော်ကိုအဖြေပြန်ပေးပါနော် ကိုကိုလီဖာကိုချစ်တာတကယ်ရောဟုတ်ရဲ့လား တကယ်ပေါ့အမေရဲ့ လုံးမရေးတိုင်းဟော အမေစီကဖုန်းလာပြောနေလို့ပါဖာရဲ့ ဟောပြောပါပြော ဟုတ်ဖာကျွန်တော်ကိုအဖြေအမြန်ပေးပါနော် ဖာစဉ်းစားအောင်မယ်လေအော်စဉ်းစားတာကြာပါတယ်ကိုကိုလီကိုဖာချစ်ပါတယ် ဝမ်းသာလိုက်တာအမေရဲ့ ဟောလာပြန်ပြီလားအမေ မဟုတ်ပါဘူးအမေကလေထီပေါက်တဲ့ကြောင်ပြောနေလို့ဝမ်းသာဆိုတော့ပြန်ပြောနေရပါ အဲ့ဆိုလေရှင့်အမေနဲ့ပြီးပြအောင်တာပြောတော့တယ်ရော့ ဖာဒီမှာကြံရပြီလေလှလိုက်တာဖာရဲ့ အဲ့ဆိုမနိုင်လေဆိုတော့ဟိုစီနိုင်လူတူနီကနေလာအောင်မေတမီးပြောပြရစီအောင်တမီးစက်တုံဝဲခဲ့တယ်ဦးမေဂေါ်လီစီမှာကြံနေခဲ့လို့ပါ အဲ့ဆိုရင်အခုနင်းကငါကျက်သူနေဝယ်ခိုင်းလိုက်တာအခုလေးစီကိုထားခဲ့ရပေါ့ မဟုတ်မေစက်တုံရိုက်ပြီးတာပဲမလား ငါတော့ရောင်းကုန်ပြီဖာစီကြားလာခဲ့အခုချက်ချင်းလာခဲ့ငါရိုက်မှနင်းကငါတတ်မှာ အမေစက်တုံတော့အမေသိစားပါပြီးတော့ငါလည်းစိတ်ညစ်တယ်အမေနဲ့လေတူလာငါသမီးလေးတယောက်တည်းရှိတာအေးစစ်စစ်မနေခိုင်းဘူးအခုလဲထင်းကောက်ထွက်ခိုင်းပြန်ပြီထင်းသွားကောက်ချီတဲ့ကဲကြည့်လိုက်တအိမ်လုံးငါပဲလုပ်နေရ ဖာ ဟဲ့တပိုင်းနဲ့မသူကြီးတော့ကိုကိုလီပါနင်တို့ကလည်းပဲ ဖာတို့တော်လေးကိုထင်းကောက်သွားကြတယ်ကျွန်တော်လိုက်လာတာပါ ကောင်းလိုက်တာအော်မပါဘူးအာကိုထိုက်ပါတယ်ကိုလီရဲ့ ကဲလာထင်းနေပေါ်တဲ့တော်လေးကိုကိုလီကဖာတို့ခေါ်သွားမယ်လိုက်ကြနော် တမ်းမယ်လေကိုလီတပည့်ရောက်နေရလဲ ကိုလီလည်းလမ်းပြောင်းနေဖာရဲ့မသိတော့ဘူး ဟာမိုးအချုံနေပါလေဆိုနေမှနဲ့ဘာဖြစ်လို့ဒီကိုခေါ်လာတာလဲလမ်းမသိပဲနဲ့ လမ်းပြောင်းနေပြီဆိုဘယ်လိုပြန်ရမလဲဖေဖေနဲ့မေမေကလည်းသမီးကိုစိတ်ပူနေတော့မှနင်းချောင်းတယ်နင်းချောင်းတယ် တော်မလဲငဲလာအေး तू ကတမျိုး ဖာရဲ့ကိုလီကောင်းမှာပါလေ အဲ့တမို့ကိုလီကလည်းဘယ်ခေါ်လာမှန်းမသိဘူး ဆင်းပါဖာ ဟိုင်
ကိုကိုလေးကဲပါအောင်ကိုကိုလေးရဲ့ဖောက်ကဲပါအောင်ကိုကိုလေးမတိုင်ဘာလို့ညာတော့ကဲလေဘာလို့လိုချင်မှုအဲ့ရပြေးမှာဒီလိုရပြေးမှာတီးတယ် လိုက်ပါမပြေပေါ့ခိုင်းကန်လိုက်ပါ တေးချလား ပြေးကြတယ်ဖိုင်ကန်လိုက်တော်သေးအောင်ခိုင်း အိမ်မထရလို့လဲပစုံမပြေဘူးခိုင်ခန့်လိုက်လား ခိုင်းမှာဟောဖိုင်ဒါကစိတ်တိုင်းကြပစုလေ စိတ်တိုင်းကြာစိတ်တိုင်းကြာတန်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 စိတ်တိုင်းကြာတန်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 စိတ်တိုင်းကြာ